Okay, hello, hello, my mingla, but no, chilling my so alone, or to not deny the video file we chat piat wa banya a video file nearly. Who made it Yamia, your dear Pilo, a similar video, no, every air and PV, my people, no, while every chat piat wa. ပြန်ဆယ်ပေးလို့ရလားကျွန်တော်မေးတာများပြန်ဆယ်ပေးလို့ရကိုပြန်ဆယ်ပေးလို့ရကျွန်တော်ပြန်ဆယ်ပေးလို့ရပါတယ်ဒါပေမဲ့ဆိုင်မှာယူလာခဲ့ပါပြီးတော့ဟို WeChat ထဲကငွေချင်းအနည်းဆုံးတက်တန်း6လကျော်တဲ့လူတွေခေါ်လာခဲ့ပါတရုတ်မဟုတ်နေရှိရင်ပိုကောင်းမယ်တရုတ်မဟုတ်နေမရှိဘူးဆိုရင်အမျိုးတွေအစင်မပေးပါဘူးเนาะသူကတရုတ်မဟုတ်နေမရှိတဲ့လူဆိုရင်ဟိုအနည်း10ကောင်းမှ10ကောင်းမှ1ကောင်းရရှိမှရမယ်သူကအဲ့ပါလို့လဲဆိုတော့အရန်လေးကိုခက်ပဲเนาะသူကအရန်လေးလို့လို့ခက်ပါရဲ့เนาะတရုတ်မဟုတ်နေရှိတော့သူကပိုတေချတာပေါ့เนาะအဲ့ရတယ်တရုတ်မဟုတ်နေရှိတဲ့လူတွေခေါ်လာခဲ့ပါ PC ဘက်မှာဆိုရင်เนาะဟိုကျွန်တော်တင်ထားတဲ့ဗီဒီယိုဖိုင်အတိုင်းလိုက်လို့တိုင်းအစင်ပေးပါရဲ့เนาะကျွန်တော်တင်ထားတဲ့အတိုင်းပြောရှင်းရှင်းလေးပြပေးထားပါရဲ့เนาะဗီဒီယိုပြန်ဖြီးလေးရတယ်ပြန်တင်ထားပေးရတယ်ဘယ်လိုပြန်ဖြီးရလဲဆိုတော့ပြန်တင်ထားပေးပါရဲ့เนาะဟိုလို့ချင်တယ်ဆိုရင်တော့ရွှေဒီထဲမှာတော့ရွှေဒီရနေလာထဲကဆိုရင်လို့ချင်တယ်ဆိုရင်ကျွန်တော်သူအကောင့်ထဲမှာ like follow လုပ်ပြီးတော့ဆိုစီမှာဆက်သွယ်မေးမြန်းလာလို့ရပါရဲ့အဲ့ဘာဖြစ်ပိုင်းညာဆိုရင်စိုင်မှာလာခဲလိုက်ပါအဲ့ငွေချင်းနဲ့ခေါ်ပြီးလာခဲလိုက်ပါတော့เนาะသူကဟိုမော်ဒင်ရှိတဲ့လူစီပိုကောင်းတာပေါ့เนาะမရှိရင်တော့နည်းနည်းတော့ခက်ပါတယ်ဟိုလို့ချင်တော့လာခဲလိုက်ပေါ့စိုင်လာခဲလိုက်ပါကျွန်တော်လုပ်ကြည့်ပေးပါရဲ့เนาะကျွန်တော်အကောင့်ထဲမှာပြောလာခဲပါလာမယ်ဆိုရင်เนาะပြောတော့ကိုကြတော့အဲ့မှာ Inbox เนาะXiaomi ထဲပါเนาะ Xiaomi tablet ထဲပါเนาะအဲ့ကောင်လေးဆိုစကဲအလုံးထဲပါเนาะ Xiaomi Pad 7 Pro ထဲမှာလို့အရာလူကြိုက်အရာများတဲ့ game သမားတွေအတွက်เนาะဒီကောင်လေးစကအလုံးတစ်လုံးရှိထားမှာပဲရှိထားပါမယ်เนาะသူကစ်ဆိုရင်လည်းသူက RAM 7/56ထဲပါเนาะဒီကောင်လေးစအရာလေးကိုလာပါတယ်အရာလေးကိုမိုက်ပါတယ်เนาะအဲ့မှာတော့ဘူးပစ္စည်းအစုံရှိထားရနော်ဒီကောင်လေး game shop ပိုင်းအရာလေးကိုမှရလူချက်အရာများရနော်စင်းလုံးဆိုရင်လည်းအရင်တော့ဆိုရင်အတိစေးဆိုရင်တော့ဟို3000ကျော်လေးအောင်ရှိမယ်ဒီကောင်လေးဆိုရင်တော့2000ကျော်နဲ့ရပါမယ်နော်ဘူးလူလာယူလိုက်ပါနော်ကျွန်တော်တို့ source လေးလောက်ထားပြရတယ် source စကန်အလုံးတန်ရပါနော်1999နဲ့လာယူလိုက်ပါဒီမှာထပ်မလျှော့တော့ဘူးနော်အဲ့မှာနော်အယောင်လေးဆိုရင်အစိမ်းကြောင်လေးပါနော်ကာဘာပိုင်းအကောင်လုံးပို့ပြီးမှပြပါမယ်နော်လို့ရှင်ဆိုရင်မျိုးစင်မှာမြင်ဆက်တက်ခဲ့ပါအားလုံးပဲကျေးဇူးပါပါ